Hallelujah. 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 ဘုရားရှင်ဟာကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်အမြဲတည်တဲ့အတွက်ကြောင့်ချီးမွမ်းခြင်းကိုးကွယ်ခြင်းဝတ်ပြုခြင်းတွေဒီကနေ့အတူတကွနှုတ်ကပတ်တော်ခံယူရသောအခွင့်ကိုပြင်ဆင်ပေးတဲ့ထိုဘုရားရှင်ရဲ့နာမဘုန်းကြီးပါစေဒီကနေ့အတူတကွကျွန်တော်တို့နှလုံးသွင်းရမယ့်နှုတ်ကပတ်တော်ကတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်တွေတန်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ငန်းတွေဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး16အငယ်20ထဲမှာရှင်ယောဟန်အခန်းကြီး16အငယ်20ငါအမှန်ကန်ဆိုဒီကသင်တို့ဒီငိုကြွေးမြေတမ်းခြင်းရှိကြလိမ့်မည်လောကီသားတို့ဒီဝမ်းမြောက်ခြင်းရှိကြလိမ့်မည်သင်တို့မူကားဝမ်းနည်းခြင်းရှိကြတော့လေဝမ်းနည်းခြင်းဒီတဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့တွေ့ရတဲ့အရာကတော့ဝမ်းနည်းခြင်းဝမ်းသာခြင်းအဲ့ဒီဝမ်းနည်းခြင်းထဲကနေတဖန်ဝမ်းမြောက်ခြင်းတွေရှိလာမယ်မိတ်ဆွေတန်ရှင်းသောဝိညာဉ်တော်ဟာအသက်ရှိတယ်တန်ရှင်းသောဝိညာဉ်တော်ဟာနာကြည်တတ်တယ်တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနေရာပေးဖို့လိုပါတယ်။ကိန်းအောင်ခိုင်းဖို့တန်ရှင်းသောဝိညာဉ်တော်ကိုလက်ခံရမှာဖြစ်ပါတယ်။ရှင်ယောဟန်အခန်းကြီး16အငယ်20ထဲမှာတွေ့ရတဲ့အဓိကအကြောင်းရင်းကတော့ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မယ်တဲ့။သင်တို့ဟာငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မယ်တဲ့။မိတ်ဆွေဒီကနေ့ဒီကမ္ဘာလောကကြီးထဲမှာမြောက်များစွာသောလူတွေဟာငိုကြွေးမြည်တမ်းခြင်းနဲ့ကြုံဆုံနေရတာဖြစ်ပါတယ်အခုရင်ပဲကျွန်တော်တို့မြန်မာပြည်ကြီးထဲမှာလူပေါင်းမြောက်များစွာငိုကြွေးမြည်တမ်းနေတယ်အသက်ပေါင်းများစွာဆုံးရှုံးနေတာဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ကိုယ်တိုင်မမြင်ရပေမဲ့ကျွန်တော်တို့ကြားနေရတယ်မကြားချင်လဲကြားနေရတဲ့သတင်းတွေဟာနှုတ်ကပတ်တော်ပြည့်စုံခြင်းဖြစ်ပါတယ်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့တွေ့ရတယ်လောကီသားတို့ဤဝမ်းမြောက်ခြင်းဘာကိုဆိုလိုတာလဲမိတ်ဆွေကျွန်တော်တို့လူစားတိနဲ့လှုပ်ဆောင်လို့ရတဲ့အရာတွေအားလုံးအောင်မြင်ခြင်းတွေအပေါ်မှာဝမ်းမြောက်နေကြတာဖြစ်တယ်တနည်းအားဖြင့်မယုံကြည်သူတွေကကျွန်တော်တို့ကိုနေစဉ်နဲ့အမျှတွေးဆောင်လှည့်ဖျားနေတဲ့စာရမဏေရဲ့ဝမ်းမြောက်သောအချိန်ဖြစ်နေပါတယ်လောကီသားတွေရဲ့ဝမ်းမြောက်ခြင်းဆိုတာကဟိုး80နှစ်ပေါင်း2000လောက်ကသခင်ယေရှုလက်ဝါးကားတိုင်းမှာပို့ဆောင်လိုက်တဲ့အချိန်မှာဣသရေလလူမျိုးတွေယူဒလူမျိုးတွေဟာဝ
ဝမ်းမြောက်ကြတာဖြစ်တယ်ထိုနည်းသူစွာ၎င်းမဲ့မိတ်ဆွေဒီကနေ့ကျွန်တော်တို့ဟာဖယားနဲ့နီးကပ်စွာသွာလာလှုပ်ရှားတဲ့အချိန်မှာဖယားနဲ့အတူနေတဲ့အချိန်မှာနှုတ်ကပတ်တော်မှာပျော်မွေ့နေတဲ့အချိန်မှာမြောက်များစွာသောလူတွေဟာစာရမဏဟာဝမ်းမြောက်နေတာဖြစ်ပါတယ်တခင်ယေရှုကိုလက်ဝါးကားတိုင်းမှာပို့ဆောင်လိုက်တဲ့အချိန်မှာယူရလူမျိုးတွေဟာဝမ်းမြောက်ကြတယ်ကျွန်တော်တို့ဒီအခုအချိန်မှာနှုတ်ကပတ်တော်နဲ့သွာလာလှုပ်ရှားနေတဲ့အချိန်မှာနှုတ်ကပတ်တော်ကိုဟောပြောနေတော်သူဖခင်ရဲ့လူတွေစီမှာသွာလာလှုပ်ရှားနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဆန္ဒကျွန်တော်တို့ရဲ့နှလုံးသားကလိုချင်နေတဲ့အချိန်မှာစာရမဏဟာဝမ်းမြောက်ပဲနဲ့ကျွန်တော်တို့ကိုအမျိုးမျိုးတွေးဆောင်လှည့်ပြပြီးမှလူတွေရဲ့နှလုံးသားထဲမှာတွေးဆောင်ခြင်းတွေကိုထည့်ပေးနေတာဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာဆက်တွေ့ရပါတယ်သင်တို့မူကားဝမ်းနည်းခြင်းရှိကြမယ်ယုံကြည်သူသားသမီးတွေယေရှုခရစ်တော်ရဲ့တပည့်တော်တွေဟာကားတိုင်းစင်ပေါ်မှာခရစ်တော်တက်တဲ့အချိန်မှာသူတို့ဟာဝမ်းနေကြတယ်ဒီကနေ့လောကအရာကကျွန်တော်တို့ဒီသခင်ယေရှုလောက်ကျွန်တော်တို့ရဲ့သခင်လောက်မှတ်လို့ရအောင်ကျွန်တော်တို့ရဲ့လောကစည်းစိမ်တွေလောကအရာတွေကျွန်တော်တို့စီကနေထွက်သွားတဲ့အချိန်မှာအခုကျွန်တော်တို့ကြုံနေရတယ်ဒီငလင်းတွေလှုပ်လိုက်တဲ့အချိန်မှာမုန်တိုင်းတွေထန်လာတဲ့အချိန်မှာကျွန်တော်တို့ဟာအဲ့ဒီဇာတိအရာတွေကြောင့်ကျွန်တော်တို့ဟာဝမ်းနည်းမှုတွေနဲ့ကြုံနေရတယ်လောကအရာတွေကကျွန်တော်တို့ကိုဖုံးလွှမ်းလိုက်တဲ့အချိန်မှာအဲ့ဒီလောကအရာတွေဆုံးရှုံးသွားတဲ့အချိန်မှာကျွန်တော်တို့ဟာဝမ်းနည်းခြင်းတွေကြုံရတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကဆက်ပြောထားတာဖြစ်ပါတယ်သင်တို့မူကားမိတ်ဆွေနဲ့ကျွန်တော်တို့ဖြစ်တယ်နှုတ်ကပတ်တော်နဲ့အသက်ရှင်တဲ့သူတွေနှုတ်ကပတ်တော်နဲ့သွာလာတဲ့သူတွေဝိညာဉ်နဲ့အသက်ရှင်သွာလာလှုပ်ရှားတဲ့သူတွေဟာသင်တို့မူကားတဲ့ဝမ်းနည်းခြင်းရှိကြတော့လေဝမ်းနည်းခြင်းဒီတပံဝမ်းမြောက်ခြင်းဖြစ်လာလိမ့်မယ်ဟာလေလုယာဘယ်အချိန်မှဖြစ်လာမလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့ရရှိလိုက်တဲ့အချိန်မှာခရစ်တော်တဖန်ကြွရောက်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်နေရာယူလိုက်တဲ့အချိန်မှာအဲ့ဒီဝမ်းနည်းခြင်းအလုံးတွေဟာဝမ်းမြောက်ခြင်းဖြစ်လာတာဖြစ်ပါတယ်တခင်ဖျားရှင်ပြန်ထမြောက်တော်မူခြင်းခံပြီးမှတန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့အထဲမှာရောက်ရှိလာတဲ့အချိန်မှာယေရှုကိုတဖန်ပြန်တွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဟာဝမ်းမြောက်ခြင်းတွေကိုရရှိတာဖြစ်ပါတယ်ဟာလေလုယာရှင်ယောဟန်အခန်းကြီး16အငယ်73ထဲမှာတမန်တရားနဲ့ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တရားကိုသင်တို့အားအကျွမ်းမဲ့သွန်သင်ပြလိမ့်မည်ထိုဝိညာဉ်တော်သည်အလိုအလျောက်ဟောပြောမည်မဟုတ်ကြားသမျှတို့ကိုဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုလည်း
တင်တို့အားဖော်ပြလိမ့်မည်အဲ့ဒီဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့အထဲမှာရောက်ရှိလာတဲ့အချိန်မှာတမာတရားကိုကျွန်တော်တို့ဝိညာဉ်တော်ကနေသိရှိစေနိုင်တဲ့အကျွမ်းမဲ့သွန်သင်ပြလာမယ်အဲ့ဒီနှုတ်ကပတ်တော်ကိုရတဲ့အချိန်မှာနှုတ်ကပတ်တော်ကိုကြားတဲ့အချိန်မှာတွေးတဲ့အချိန်မှာအဲ့ဒီနှုတ်ကပတ်တော်ကသင်ဘဝကိုဝမ်းမြောက်စေမယ်သင်ကိုလွတ်မြောက်စေမယ်ရှင်ယောဟန်အခန်းကြီး8အငယ်32ထဲမှာနှုတ်ကပတ်တော်ကိုတွေးတဲ့အချိန်မှာအဲ့ဒီနှုတ်ကပတ်တော်ကသင်ကိုလွတ်မြောက်ခြင်းတွေ့မယ်ပြီးမယ်အဲ့ဒီနှုတ်ကပတ်တော်ဟာတန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ဟာယေရှုခရစ်ရဲ့လုပ်ငန်းကိုဆက်လက်အခုလှုပ်ဆောင်နေတာဖြစ်တယ်တခင်ယေရှုခရစ်တော်ရဲ့လုပ်ငန်းတွေအားလုံးကိုအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကအခုချိန်မှာလှုပ်ဆောင်နေတာဖြစ်ပါတယ်ယေရှုဒီရှင်ပြန်ထမြောက်ပြီးမှတခင်ယေရှုဟာရှင်ပြန်ထမြောက်ပြီးမှခမဲတော်ရဲ့လက်ရဖက်မှာထိုင်နေတယ်အဲ့ဒီချိန်မှာတန်ရှင်းသောဝိညာဉ်တော်ဟာနှစ်သိမ့်ပေးသူဖြစ်ပြီးကျွန်တော်တို့ရဲ့အထဲမှာကိန်းဝတ်တော်မူပြီးမှခရစ်တော်ရဲ့လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတာဖြစ်တယ်သခင်ယေရှုခရစ်တော်ဟာရှင်ပြန်ထမြောက်ပြီးမှသူ့ရဲ့ခမဲတော်ဖဖျားစီကိုသွားတဲ့အချိန်ဖခမဲတော်ရဲ့လက်ရဖက်မှာထိုင်နေတာဖြစ်တယ်အဲ့ဒီချိန်မှာတန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာလာပြီးမှကိန်းဝတ်ပြီးမှတခင်ယေရှုခရစ်တော်ရဲ့ထားခဲ့တဲ့လုပ်ငန်းတွေသူလုပ်ရမယ့်အရာတွေအားလုံးကိုတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအခုချိန်မှာဆက်လက်ပြီးမှလုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာလှုပ်ပေးနေတာဖြစ်တယ်ကျွန်တော်တို့ရဲ့သက်တာမှာလှုပ်ပေးနေတာဖြစ်တယ်ကျွန်တော်တို့မပြည့်စုံနိုင်တဲ့အရာတွေကိုပြည့်စုံစေတဲ့တန်ရှင်းသောဝိညာဉ်တော်ကလှုပ်ရှားနေတာဖြစ်တယ်ဉာဏ်ပညာရည်တွေကိုပေးပြီးမှကျွန်တော်တို့လူစားတိလူအရာနဲ့မလုံနိုင်တဲ့အရာဉာဏ်ရည်တွေကိုတန်ရှင်းသောဝိညာဉ်တော်ကအကုန်လုံးလှုပ်ပေးနေတာဖြစ်တယ်ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ရဲ့ပြည့်စုံခြင်းဟာခရစ်တော်ရဲ့ပြည့်စုံခြင်းဖြစ်ပါတယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့မျက်မှောက်တော်ဟာခရစ်တော်ရဲ့မျက်မှောက်တော်ဖြစ်ပါတယ်ဟာလေလုယာခရစ်တော်ကိုယူသိဝတ်ဆောင်တဲ့သူတွေဖြစ်တယ်တခင်ယေရှုခရစ်တော်ဟာလောကမှာခဏနေတဲ့အချိန်မှာမုတ်ဆိုးမရဲ့သားကိုပြန်လဲအသက်ရှင်စေတကယ်တော့တိုင်ရှင်သောဝိညာဉ်တော်ဒီတည်နေသောကျွန်တော်တို့ရဲ့ဝိညာဉ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုပြန်လဲ၍နှိုးထစေတာဖြစ်တယ်ဟာလေလုယာသခင်ယေရှုခရစ်တော်ဟာလာဇရုကိုပြန်လဲ၍အသက်ရှင်စေတကယ်တော့တိုင်ရှင်သောဝိညာဉ်တော်ဟာတည်နေသောဝိညာဉ်များကိုပြန်လဲ၍ထမြောက်စေပြီးဖခင်ရဲ့သားသမီးတွေအဖြစ်စေတာဖြစ်တယ်ကျွန်တော်တို့ဟာဖခင်သခင်ရဲ့သားသမီးတွေအဖြစ်စေတာဖြစ်တယ်အဲ့ဒီတိုင်ရှင်သောဝိညာဉ်တော်ကလှုပ်တာဖြစ်တယ်သခင်ယေရှုရဲ့လုပ်ငန်းတွေအားလုံးကိုသူကပြန်လဲပြီးမှကျွန်တော်တို့ရဲ့နှလုံးသားထဲမှာလုပ်နေတာဖြစ်တယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလုပ်နေတာဖြစ်တယ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းထဲမှာတိုင်ရှင်သောဝိညာဉ်တော်ကအကုန်လုံးလုပ်ပေးနေတာဖြစ်ပါတယ်အဲ့ဒီတိုင်ရှင်သောဝိညာဉ်တော်ဟာလူနဲ့ဖျားကြားထဲမှာ
ခြားနာနေသောအုတ်တိုင်းကြီးကိုချိုးဖဲ့ပြီးမှအသစ်သောဝိညာဉ်ကိုဖြစ်စေလျက်ဖျားသခင်နဲ့လူကိုပြိုင်လေ၍စကားပြောခွင့်ကိုရစေတာဖြစ်တယ်မိတ္တဟာယဖျားနဲ့လူနဲ့အဲ့ဒီဖျားနဲ့လူကြားထဲမှာရှိတဲ့တတိုင်းကြီးကိုတန်ရှင်းသောဝိညာဉ်တော်ကချိုးဖဲ့ပြီးမှအသစ်သောဝိညာဉ်တော်နဲ့မိတ္တဟာယဖျားနဲ့လူကိုမိတ္တဟာယပြန်ဖွဲ့စေတာဖြစ်တယ် connect ပြန်လုပ်ပေးတာဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ဟာစာတန်ရဲ့ချီနှောင်ခြင်းမှလွတ်မြောက်ပေးစေတာဖြစ်တယ်ရှင်းမတဲ့အခန်းကြီး8ငယ်8တဲ့လောကမှာချီနှောင်ထားတဲ့အရာတွေအားလုံးဟာကောင်းငင်မှာလည်းချီနှောင်အောင်မယ်ချီနှောင်ချင်းခံရအောင်မယ်လောကမှာဖြည့်လွတ်တဲ့အရာအားလုံးကိုကောင်းငင်မှာလည်းဖြည့်လွတ်မယ်ကျွန်တော်မျိုးချစ်အေးလူဇာတိအနေနဲ့လူအနေနဲ့မကြိုးစားနိုင်ခဲ့တဲ့ချီနှောင်ခြင်းဟာလူကျွန်တော်အနေနဲ့ဘာမှလုပ်လို့မရတော့ဘူးလူတွေကိုချီနှောင်ထားတဲ့အရာတွေလူအလုံးကိုချီနှောင်ထားတဲ့အရာတွေကျွန်တော်ကြိုးစားလို့မရတော့ဘူးအဲ့ဒီအချိန်မှာတန်ရှင်းသောဝိညာဉ်တော်ရဲ့အလုံးလုံးချင်းကြောင့်တန်ရှင်းသောဝိညာဉ်တော်ကိုနေရာပေးလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့နှလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်ကိုကိန်းအောင်ခိုင်းလိုက်တဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်ကိုနေရာပေးလိုက်တဲ့အချိန်မှာအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်ဖြေမလွတ်နိုင်သောအရာကျွန်တော်ချီနှောင်ထားတဲ့အရာအလုံးကိုဖြေလွတ်ပေးတာဖြစ်တယ်ချီနှောင်ထားတဲ့အရာတွေအလုံးဟာစာတန်မာနရဲ့အလုပ်ဖြစ်တယ်ဖြေလွတ်နိုင်ဖို့ရဲ့အတွက်ခွန်လွတ်နိုင်ဖို့ရဲ့အတွက်လုပ်ပေးတဲ့အရာတန်ရှင်းသောဝိညာဉ်တော်ကလုပ်ပေးတာဖြစ်တယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရှိချင်းတတ်ချင်းကျွန်တော်တို့ရဲ့အရေးအချင်းတွေတစ်ခုနဲ့မှစူးစမ်းလို့မရနိုင်တဲ့အရာကိုဝိညာဉ်တော်ကလုပ်ပေးတာဖြစ်တယ်ဟာလေလုယာတဲတော်အကြောင်းလေးနဲ့ကျွန်တော်နောက်ဆုံးခွန်အားပေးပြီးနှုတ်ကပတ်တော်ကိုဆုံးသတ်မှာဖြစ်ပါတယ်။ထွမြောက်ရာကျမ်းအခန်းကြီး30နဲ့31ထဲမှာတဲတော်အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီတဲတော်ကိုအခန်း3ခန်းနဲ့တွေ့ရတာဖြစ်ပါတယ်။နံပါတ်1အခန်းကပရိသတ်စည်းဝေးရာတဲတော်ပရိသတ်တွေစည်းဝေးတဲ့တဲတော်ဖြစ်တယ်။နံပါတ်2ကတန်ရှင်းရာဌာနဖြစ်တယ်။နံပါတ်3ကအတန်ရှင်းဆုံးသောဌာနဖြစ်တယ်။အဲ့ဒီတဲတော်ကပရိသတ်စည်းဝေးရာတဲတော်ကတော့အပြင်ဖက်မှာဆိုတော့အလင်းရောင်ရှိတယ်။တယောက်နဲ့တယောက်မြင်လို့ရတယ်။ဒါပေမဲ့အဲ့ဒီပရိသတ်စည်းဝေးလုပ်တဲ့တဲတော်မှာလဲသူ့ရဲ့စီမင်းစီကမ်းတွေအားလုံးလိုက်နာပေးရတယ်။ဖယားနဲ့တွေ့ဖို့ကြိုးစားတဲ့အချိန်မှာဖယားနဲ့နဖူးတွေ့ဒူးတွေ့ဖို့ကြိုးစားတဲ့အချိန်မှာအတန်ရှင်းဆုံးသောနေရာကိုရောက်ရှိဖို့ရန်အတွက်အဲ့ဒီပရိသတ်အစည်းအဝေးလုပ်တဲ့တဲတော်ထဲမှာလဲစီမင်းစီကမ်းလေးတွေရှိတယ်။ဝိညာဉ်တော်ဟာစီကံရှိတယ်တိကြတယ်တန်ရှင်းသောနေရာတန်ရှင်းရာဌာနတန်ရှင်းရာဌာနထဲကိုအဲ့ဒီစီဝေးပရိသတ်တွေဝင်လို့မရဘူးဘယ်သူဝင်တယ်လဲဆိုတော့ဇေပရောဟိတ်မင်းကြီးသားလေအဲ့ဒီပရိသတ်တွေအတွက်ကိုစားပြုဝင်ပေးရတာဖြစ်တယ်
အဲ့ဒီတန်ရှင်းရာဌာနတွေကိုဝင်သွားတဲ့အချိန်မှာတန်ရှင်းရာဌာနရဲ့တကားမှာအရင်ဆုံးတွေ့ရတဲ့အရာကညာဖက်မှာရှေ့တော်မုတ်ကိုထားရှိထားတာဖြစ်တယ်ဘယ်ဖက်မှာတကားရဲ့ဘယ်ဖက်မှာစီမီခုံစီမီတိုင်ကိုထားတာဖြစ်ပါတယ်အဲ့ဒီဂျစ်ပရမဟိမင်းကြီးကအဲ့ဒီတန်ရှင်းရနေရာတဲတော်ထိပ်ကိုဝင်သွားတဲ့အချိန်မှာအရင်ဆုံးစီမီခုံစီမီတိုင်ကမီထွန်းပြီးမှအဲ့ဒီတန်ရှင်းရဌာနနဲ့အတန်ရှင်းဆုံးဌာနဟာမောင်မိုက်နေတာဖြစ်တယ်အလင်းမရှိတဲ့နေရာဖြစ်တယ်တရေတွေနဲ့အုတ်တွေနဲ့ကတိပါပိတ်စတွေနဲ့ကောင်းမွန်စွာဖြစ်ကာထားတဲ့နေရာဖြစ်တယ်မောင်မိုက်နေတဲ့နေရာဖြစ်တယ်လုံးဝတန့်ရှင်းနေတဲ့နေရာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေရာကိုဝင်သွားတဲ့အချိန်မှာအလင်းရောင်လိုအပ်ပါတယ်အဲ့ဒီအချိန်မှာတန့်ရှင်းသောနေရာကိုဝင်သွားတဲ့အချိန်မှာယေဘရမင်းဟိမင်းကြီးကဘယ်ဖက်မှာရှိတဲ့စီမီခုံစီမီတိုင်ကိုအရင်ဆုံးမီးထွင်ရတယ်အဲ့ဒီစီမီတိုင်ထဲမှာရှိတဲ့အရာတွေလည်းယနတ်မွှေးသင်းတဲ့ယနတ်တွေဖြစ်တယ်အဲ့ဒီစီမီကိုထွင်ပြီးမှပဲညာဖက်မှာရှိတဲ့ရှေ့တော်မုတ်ကိုစားရတာဖြစ်တယ်အဲ့ဒီရှေ့တော်မုတ်ကိုသုံးဆောင်ပြီးမှသာလေတိုင်ရှင်းဆုံးသောနေရာထဲကိုဝင်လို့ရတယ်ဘယ်ဖက်မှာရှိသောစီမီခုံမီတိုင်ဟာတိုင်ရှင်းသောဝိညာဉ်တော်ကိုဖော်ပြတာဖြစ်ပါတယ်ဝိညာဉ်တော်ဟာအလင်းဖြစ်တယ်အဲ့ဒီအလင်းတိုင်းကြီးကဘာဦးစဖြစ်တဲ့ခါမှာအလင်းတိုင်းကြီးရောက်လာတဲ့အချိန်မှာကဘာမြေပြင်တစ်ခုလုံးဟာအလင်းရောင်ရရှိသွားတယ်လှပသောနေရာဖြစ်တယ်အဲ့ဒီစီမီခုံရဲ့အလင်းရောင်ကြောင့်ညာဖက်မှာရှိတဲ့ရှေ့တော်မုတ်ကိုသုံးဆောင်လို့ရတယ်မြင်လို့ရတယ်ညာဖက်မှာရှိတဲ့ရှေ့တော်မုတ်ဟာနှုတ်ကပတ်တော်တည်ဟုသောယေရှုခရစ်တော်ဖြစ်ပါတယ်အဲ့ဒီစီမီခုံရဲ့ဝိညာဉ်တော်ရဲ့အလင်းရောင်နဲ့ပဲဝိညာဉ်တော်ရဲ့အလင်းနဲ့ပဲအဲ့ဒီတိုက်ရှင်းဆုံးသောနေရာကိုဝင်လို့ရတယ်ဝိညာဉ်တော်ရဲ့ဖော်ပြခြင်းအလင်းထိုးခြင်းဉာဏ်ပညာရည်တွေနဲ့ပါလေကျွန်တော်တို့ရဲ့ဘဝကဖယားနဲ့နဖူးတွေဒူးတွေတွေ့နိုင်မှာဖြစ်ပါတယ်အဲ့ဒီနှုတ်ကပတ်တော်တီးဟူသောရှေ့တော်မုတ်ကိုစားသုံးတဲ့အချိန်မှာနှုတ်ကပတ်တော်ကိုကျွန်တော်တို့လေ့လာတဲ့အချိန်မှာဖတ်ရှုတဲ့အချိန်မှာဝိညာဉ်တော်မပါလို့ရှင်အဲ့ဒီနှုတ်ကပတ်တော်ရဲ့အထိပ္ပယ်ကိုမသိရှိနားမလည်နိုင်ဟာလေလုယာအဲ့ဒီဝိညာဉ်တော်အလင်းရဲ့ထွန်းလင်းခြင်းကြောင့်သာလျှင်နှုတ်ကပတ်တော်ရဲ့နေဆိုင်သောအရာများကိုကျွန်တော်တို့သိရှိနားလည်မှာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ရဲ့နေဆိုင်သောအရာတွေကိုသိရှိနားလည်မှသာလျှင်အတန်ရှင်းဆုံးသောဘုရားသခင်ရဲ့မျက်မှောက်တော်ထဲကိုကျွန်တော်တို့ရောက်ရှိမှာဖြစ်တယ်မိတ်ဆွေဝိညာဉ်တော်နဲ့ယေရှုခရစ်တော်ဘုရားသခင်ဟာခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဘုရားတဆူတယ်ဖြစ်တယ်အကုန်လုံးကဆက်ဆက်နေတယ် connect ဖြစ်နေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အစည်းအဝေးတွေမှာကျွန်တော်တို့ဝတ်ပြုခြင်းစီစဉ်တွေမှာအစီအစဉ်ပြီးသွားတဲ့အချိန်မှာပါစတာတွေနောက်ဆုံးတက်တဲ့အချိန်မှာဖခမဲတော်ထံမှချစ်ချင်းမြတ်တာတခင်ယေရှုခရစ်တော်ထံမှကျေးဇူးမင်္ဂလာညင်သက်ခြင်းမင်္ဂလာနဲ့တိုင်ရှင်သောဝိညာဉ်တော်မှငြိမ်သက်ခြင်းမင်္ဂလာအားလုံး
ကြွားရောက်လာကြတော့ယုံကြည်သူသားသမီးများအငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ကဘာအဆက်ဆက်တည်ရှိတည်နေပါစေတော့ဆိုတဲ့အရာလေးကိုပြောဆိုရခြင်းဖြစ်တယ်တစ်ခုနဲ့တစ်ခုဆက်ဆက်နေတာဖြစ်တယ်ကောင်းကြီးတွေတန်ရှင်းဆုံးသောနေရာကိုရရှိဖို့ရအတွက်အဲ့ဒီသုံးခုစလုံးဟာကျွန်တော်တို့ဘဝမှာအလိုအဆုံးဖြစ်ပါတယ်ညက်ကလေးတစ်ကောင်ဟာအပေါ်ကိုပြန်တက်သွားတဲ့အချိန်မှာသူ့ရဲ့အတောင်ပံတစ်ဖက်ကမပါဘူးတောင်ပံတစ်ဖက်လေးနဲ့သာဆိုရင်တော့လေထဲမှာဝဲကရက်လေးနဲ့သူဟာဘလို့မှအပေါ်ကိုရောက်နိုင်မှာမဟုတ်ဘူးအောက်ကိုပဲပြုတ်ကျမှာဖြစ်ပါတယ်သူလိုချင်တဲ့နေရာကိုသူမပြန်တန်းနိုင်ဘူးအဲ့ဒီလိုပါပဲတန်ရှင်းသောဝိညာဉ်တော်နဲ့တခင်ယေရှုခရစ်တော်သည်ဟူသောအရာကပေါင်းစပ်မှသာလေအတန်ရှင်းဆုံးသောဖဖရာတခင်ထံကိုကျွန်တော်တို့ရောက်ရှိမှာဖြစ်ပါတယ်။တဲတော်ထဲမှာတန်ရှင်းဆုံးသောနေရာတွေကိုအဲ့ဒီဇေပရောဟိတ်မင်းကြီးကရောက်ရှိနိုင်မှာဖြစ်ပါတယ်။အတောင်ဆုံးတဲ့ညက်ကလေးအတောင်နှစ်ဖက်လုံးရှိတဲ့ညက်ကတော့အဲ့ဒီရွှေလင်းယုံဟာလေမုန်တိုင်းတွေရဲ့အထက်ကိုရောက်သွားတာဖြစ်တယ်ပြန်ရင်းနဲ့အတောင်နှစ်ဖက်စလုံးတန်မာတဲ့အတွက်ကြောင့်လေမုန်တိုင်းတွေရဲ့အထက်ကိုရောက်ရှိပြီမှာအဲ့ဒီလေမုန်တိုင်းတွေရဲ့အထက်ကနေအောက်မှာရှိတဲ့အရာတွေအားလုံးကိုကောင်းမြတ်စွာမြင်တွေ့ခွင့်ရတယ်ရှင်းလင်းစွာတွေ့နိုင်တယ်လက်ဆက်သောအစာများကိုရှင်းလင်းစွာတွေ့နိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာတခင်ယေရှုလောကမှာနေတဲ့ချိန်မှာကျွန်တော်တို့အားလုံးအတွက်အကောင်းဆုံးလုပ်စေခြင်းတဲ့အရာတွေဖြစ်စေခြင်းတဲ့အရာတွေစကားတွေသူအကုန်လုံးမပြောဘူးသူဟာရှင်ပြန်ထမြောက်သူဟာကားတိုင်းမှာတည်ပြီးရှင်ပြန်ထမြောက်ပြီးမှကောင်းကင်ရောက်သွားတဲ့အချိန်မှာအဲ့ဒီသူ့ရဲ့နေရာတခင်ယေရှုခရစ်တော်လုံးမဲ့အလုပ်အားလုံးကိုတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့စီမှာအခုလုံနေတာဖြစ်တယ်အဲ့ဒီအရာကိုတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့စီကိုပြန်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီတစ်ချိန်ကဝမ်းနည်းခဲ့တယ်တစ်ချိန်ကငိုကြွေးခဲ့တဲ့အရာတွေအားလုံးဟာကျွန်တော်တို့အတွက်ခုဝမ်းမြောက်စရာဖြစ်လာတယ်အဲ့ဒီဝိညာဉ်တော်ကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဒီကျွန်တော်တို့ရဲ့နှလုံးသားဒီဝမ်းမြောက်ခြင်းအသစ်ပြန်လည်ရရှိလာပြီးမှဒုတိယအကြိမ်မွေးဖွားခြင်းကိုပြန်လည်ရရှိတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မိတ်ဆွေကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့ဘဝမှာအခုချိန်မှာကျွန်တော်တို့နာကျင်နေကြတယ်ဝမ်းနည်းနေကြတယ်ကျွန်တော်လည်းအရန်ခံစားရတယ်မြန်မာပြည်ရဲ့ခြေနေတွေကျွန်တော်တို့တွေ့နေတဲ့ချိန်မှာငလှင်လုတ်တယ်များစွာသောအိုးအိမ်တွေပျက်စီးတယ်ဒါပေမဲ့မိတ်ဆွေများသောမကြာမီမှာတခင်ယေရှုဟာကောင်းကင်နိုင်ငံကနေပြန်ပြီးမှအဖခမဲတော်ထံပါကနေပြန်လာပြီးမှမိုးတိမ်စီးလာပြီးမှကျွန်တော်တို့စီပြန်လာမှာဖြစ်တယ်အဲ့ဒီအချိန်မှာသူပေးထားတဲ့တန်ရှင်းသောဝိညာဉ်တော်ကိုနေရာပေးတဲ့လူတွေတန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်အတိုင်းအသက်ရှင်သွားတဲ့လူတွေဟာတခင်ယေရှုနဲ့အတူပြန်သွားမှာဖြစ်ပါတယ်သူပါသွားမှာဖြစ်ပါတယ်မိတ်ဆွေနဲ့ကျွန်တော်အခုအချိန်မှာအမြန်ဆုံးတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနေရာပေးရအောင်ကျွန်တော်တို့ရဲ့ဝမ်းနဲ့ကြည်ကွဲနေတဲ့အရာတွေအားလုံးဟာအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကပြန်လည်၍ဝမ်းမြောက်စေမယ်ကျွန်တော်တို့မလုံနိုင်ခဲ့တဲ့အရာတွေအားလုံးကျွန်တော်တို့မကြော်ဖြတ်နိုင်ခဲ့တဲ့အရာတွေအားလုံးကျွန်တော်တို့အခုချိန်မှာပြန်လည်၍ကြော်ဖြတ်နိုင်တော့မယ်ပြန်လည်၍အောင်မြင်ခြင်းတွေရတော့မယ်ကျွန်တော်တို့ဘဝတွေလွတ်မြောက်ခြင်းတွေရတော့မယ်ကျွန်တော်တို့ရဲ့အသက်တာဟာတဆင့်ပြီးတဆင့် no ဘယ်တောက်တဲ့
ကလေးတငယ်အရွယ်မဟုတ်တော့ဘူးအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ဟာကြည်ခဲသောအစာတွေကိုကျွန်တော်တို့ကိုကြွေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကြည်ခဲသောအစာများကိုစားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝိညာဉ်ဟာတစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာပြီးမှနောက်ဆုံးမျက်မှောက်တော်သခင်ယေရှုဖခင်သခင်နဲ့မျက်မှောက်တော်ထဲမှာနဖူးတွေ့ဒူးတွေ့ပြီးမှဖခင်သခင်ရဲ့မျက်နာဖခင်သခင်ရဲ့ကြောကုန်းကိုမြင်ရတဲ့အဆင့်ကိုကျွန်တော်တို့ရောက်ရှိတော့မှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မိတ်ဆွေကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့နှလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်ကိုနေရာပေးရအောင်တန်ရှင်းသောဝိညာဉ်တော်ကိုနေရာယူရအောင်ဆိုတဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ငန်းဟာကျွန်တော်တို့အတွက်အောင်မြင်ခြင်းတွေဉာဏ်ပညာတွေအသိဉာဏ်တွေတတ်ကျွမ်းခြင်းတွေဂုဏ်ပကာသနာတွေကိုပြီးတဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ဖြစ်ပါတယ်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ခွန်အားပေးရင်ဂျာနာတော်သူအားလုံးပေါ်မှာဖခင်ရှင်အတေတဖန်ကောင်းကြီးပေးပါစေအာမင်အာမင်